Hello everyone, welcome to Kainos, the Art of English. My name is Teacher Snow and nice to meet you. ဆိုတော့ပထမဆုံးသင်ခန်းစာလေးကို articles လေးနဲ့စတင်လိုက်ကြစို့ articles တွေဆိုတာ noun ရဲ့အရှိမှလိုက်တဲ့အကောင်လေးတွေဖြစ်ပါတယ် article ၃မျိုးရှိတယ် a ရဲ့ an ရဲ့ they ရဲ့ a ရဲ့ an ရဲ့ they ရဲ့ a ရဲ့ an ရဲ့ they လေးတွေက articles လေးတွေဖြစ်ပါတယ် article အကြောင်းကိုမရှင်းပြခင်မှာတခုအရေးကြီးတာပြောစရာရှိပါတော့အဲ့ဒါဘာလဲဆိုတော့ general နဲ့ specific ကိုရှင်းပြပြီးတော့မှဖြစ်ပါတယ် So general ဆိုတာပါလဲ specific ဆိုတာပါလဲဆိုတော့စာကြောင်းတစ်ကြောင်းကိုသိလို့ရှရင်သိချာ general နဲ့ specific နားလည်သွားလိမ့်မယ်ဆိုတော့ပထမစာကြောင်းပါလဲဆိုတော့ dogs are friendly ဒုတိယစာကြောင်းကတော့ the dog in my house is big the dog in my house is big ဆိုတော့ဒီစာကြောင်းတစ်ကြောင်းကိုနိုင်ရှင်းကြည့်အောင်ဆိုတော့ပထမဆုံးစာကြောင်းဖြစ်တဲ့ dogs are friendly dogs are friendly မှာဆိုလို့ရှိရင်ခွေးလေးတွေအကုန်လုံးကဒီလူခင်းနေပါညာဆိုလို့ရှိရင်ခွေးလေးတွေအကုန်လုံးကိုကွာခြုံငုံပြီးပြောလိုက်တာ general ဆိုတာကတော့ဒီ noun အကုန်လုံးကိုသူကခြုံငုံပြီးတော့ပြောလိုက်တာကို general လို့ခေါ်တယ်ဘာလို့ရှိရင် specific ဆိုတာကြတော့ noun တစ်ခုတည်းကိုပဲမှာဆွဲထုတ်ပြောမှာတိတိကျကျဖြစ်သွားအောင်ပြောလိုက်တာကို specific လို့ခေါ်ရဲဆိုတော့အဲကြောင့်မလို့ဒီကောင်က general အမျိုးအစားဖြစ်ပါတယ်ပြီးပါလို့ရှိရင် the dog in my house is big ကျွန်တော်အိမ်မှာရှိတဲ့ခွေးလေးကအကောင်ကြီးရယ်ကျွန်တော်အိမ်မှာရှိတဲ့ခွေးလေးဆိုတော့ခွေးလေးတွေအကုန်လုံးထဲမှာကျွန်တော်အိမ်မှာရှိတဲ့ခွေးလေးဆိုတော့ပို့ပြီးတော့မှတိကျပါတယ်အဲကြောင့်မလို့ဒုတိယစာကြောင်းဖြစ်တဲ့ the dog in my house is big က specific အမျိုးအစားဖြစ်ပါတယ်ဆိုတော့ဒီရဲ့စာကြောင်းနှစ်ကြောင်းကိုရဝါလို့ရှိရင် general နဲ့ specific ပိုင်သွားပြီပေါ့ကဲအဲ့ဒါဆိုလို့ရှိရင် article အဓိက main topic ဖြစ်တဲ့ articles လေးတွေကိုဆက်သွားမယ်ပေါ့နော်ဆိုတော့ article မှာ a ရယ် an ရယ် they ရယ်ဆိုပြီးတော့ရှိရပေါ့ဆိုတော့ပထမဆုံးအနေနဲ့ a နဲ့ an နဲ့ကိုရှင်းပြပေးတော့မှာဖြစ်ပါတယ်ဆိုတော့ a နဲ့ an နဲ့ကရှေ့တော့ငါပြောထားတဲ့ general meaning လေးတွေကိုညီညွတ်တဲ့အခါမှာသုံးပါတယ်တခုတကောင်တယောက်ဆိုတဲ့အဓိပ္ပာယ်တိုင်း singular noun မှာပဲသုံးပါမယ် plural noun မှာမသုံးပါဘူးဟာဘယ်လိုမျိုးလဲ a ကိုဘယ်နေရာမှာသုံးရမလဲ an ကိုဘယ်နေရာမှာသုံးရမလဲ a ကိုကြတော့ဒီ consonant sound တရတန်လေးတွေမှာသုံးရပါမယ်ပေါ့ဥပမာဆိုလို့ရှိရင် a cat a book a teacher ဆိုတော့ဒီကောင်လေးတွေကဘာလဲဆိုတော့ a ဆိုတဲ့စကားလုံးလေးနဲ့သုံးပါတယ် a cat a book a teacher နောက်ပြီးသွားလို့ကျတော့ n ကကျတော့ကိုငယ်တော့တင်ခဲ့ရတယ်ပေါ့နော်နည်းနည်းလေးလွဲမားနေရပါပေါ့နော်a i o u ဆိုတဲ့ vowel နဲ့စရဲစကားလုံးတွေဆိုလို့ရှိရင် a n နဲ့သုံးပါဆိုမှကိုငယ်ကတင်ခဲ့ရတယ်ဒါပေမဲ့ကိုနည်းနည်းနောက်ပိုင်းလေးလာတာနဲ့အများအဲ့အယူဆတွေကနည်းနည်းလေးလွဲမားနေတာကိုသိခဲ့ရတယ်ပေါ့နော်ဘယ်လိုလဲဆိုတော့ဒီစကားလုံးကိုကြည့်ပါ university so university ကို u နဲ့စလို့ an နဲ့မသုံးပါဘူး an university မရှိပါဘူး a university ပဲရှိပါတယ်ဆိုတော့ဘာဖြစ်လို့ u နဲ့စပြီးတော့မှ a နဲ့သုံးတာလဲဆိုတော့ a e i o u ဆိုတဲ့ vowel sound တရတန်လေးတွေနဲ့စတဲ့စကားလုံးလေးတွေကိုပဲ an နဲ့သုံးတာမှာ hour h o u r hour h နဲ့စပြီးမြဲကွာပါလဲဆိုတော့တရတန်hour တော်ရတန်ဆိုတော့ an နဲ့သုံးတယ်ပေါ့နော် an hour ရပါလားမသိဘူးအဲ့ဒါဆို an နဲ့သုံးတဲ့စကားလုံးလေးရပါလဲဆိုတော့ an apple an egg an eagleဆိုတော့ in နဲ့ an နဲ့ကိုရပြီချင်းနေဆိုတော့ there လေးကိုဆက်သွားရအောင် there ကဘာလဲဆိုတော့ specific ဆိုတဲ့တိကျတဲ့ကောင်လေးတွေကိုပြောတာဖြစ်ပါတယ် there နဲ့စဆိုပြီးပါလို့ရှိရင်ကွာဘာလဲဆိုတော့တခုတည်းတော့ဘောနော်ကဘာပေါ်မှာရှိတဲ့တခုတည်းတော့ဥစ္စာလေးတွေဆိုလို့ရှိရင်က there နဲ့သုံးတယ်ဘောနော်ဥမာ the sun တို့ the moon တို့အဲ့ဒီဆိုလို့ရှိရင်ကနေဆိုလဲတစင်းလာဆိုလဲတစင်းအဲ့လိုမျိုးဆို the sun the moon အဲ့လိုသုံးတယ်နောက်ပြီးပါလို့ရှိရင်ကွာခုနပြောလို့ပဲတိကျတဲ့ကောင်လေးပေါ့နော်တိကျတဲ့ noun လေးတွေဆိုလို့ရှိရင် there နဲ့သုံးတယ် for example the hospital in my town has good doctors the hospital in my town has good doctors ဆိုတော့ကိုရဲ့မြို့မှာရှိရဲ့ဆေးရုံကိုဘာဖြစ်ပါတိကျသွားကိုရဘာနဲ့သုံးတာလဲဆိုတော့ there နဲ့သုံးတာပေါ့နော်ဟာနောက်ဆုံးတစ်ချောင်းကကြတော့နောက်ဆုံးဘယ်လိုသုံးပုံသုံးနည်းကကြတော့ကိုကရှေ့မှာပြောထားတယ်ရှေ့က noun ကမတိကျဒါပေမဲ့ကိုကအဲ့ဒီ noun ကိုပဲအနောက်မှာဆက်ပြီးပြောချင်တဲ့အခါမှာဆိုလို့ရှိရင် there ကိုသုံးတယ်ပေါ့နော် for example I ate an apple the apple was delicious ဆိုတော့ငါကပန်းသီးတစ်လုံးစားခဲ့တယ်
အဲ့ဒီ panty ကအရသာရှိရကွာအဲ့ဒီ panty ဆိုရအရှိရကိုစားခဲ့တဲ့ panty ကိုပြန်ပြီးတော့မရင်းနေတာဟုတ်အဲ့ဒါကြောင့်မလို့ကိုဒီကနောက်ဆုံးဒုတိယစာကြောင်းမှာဆိုရှင် then နဲ့တုံးလိုက်တာဖြစ်ပါတယ်ဆိုတော့ဒီရဲ့ video လေးကိုကြည့်ပြီးတော့မှ genuine နဲ့ specific ခွဲတတ်သွားမယ် articles လေးတွေကိုရပါမယ်ဆိုလို့ရှိရင်ဒီရဲ့ video ကိုကြည့်ရတာအကျိုးရှိပါတယ်ဆိုတော့နောက်ထပ် video တွေမှာပြန်တွေ့ပါမယ် goodbye and see you